hello ကျွန်တော်ဒီကနေ့မြန်မာလိုပြောမယ်နော်ဇုံချီတူနာမည်ခံပြီးတော့ကျန်းစာကြိုက်ပြီးတော့ပတ်စံရှယ်တဲ့လူတွေကျန်းစာကြိုက်ပြီးတော့ဓမြက်တိုက်တဲ့လူတွေနော်ကျန်းစာကြိုက်ပြီးတော့ပြည်သူလူထုလိန်စားတဲ့လူတွေပေါက်ကွဲခိုက်တဲ့လူတွေဇန်တိုက်တဲ့လူတွေကျွန်တော်ဒါမျိုးလူတွေပြောမယ်နော်ခင်ဗျာနားမလဲလို့ခင်ဗျာတင်းတော့ပေါက်ကွဲတာဒါလူတွေနားလည်းကျွန်တော်ကောင်းကောင်းပြောမယ်နော်နောက်ကျတော့ကျန်းစာကြိုက်ပြီးတော့ဓမြက်တိုက်တယ်ဆိုတာ3-4မျိုးရှိတယ်အဲ့တော့လူတွေနားလည်းကျွန်တော်ကောင်းကောင်းပြောမယ်နော်အဲ့တော့ဓမြက်တိုက်တယ်ဆိုတာဓာတ်နဲ့ဝတ္တနနဲ့တိုက်မှမဟုတ်ဘူးကျန်းစာကြိုက်ပြီးတော့ဓမြက်တိုက်နေတိုက်ပုံကျွန်တော်ပြောမယ်နော်နံပါတ်1မှာရှမတခန်းကြီး21ခန်းငယ်စနစ်ကနေ43ဖတ်ကြည့်လိုက်ဖျားကြောင်းဆိုတာပိုက်ဆံဇာဖို့ဟောဖို့မဟုတ်ဘူးဟောဆယ်လို့မလို့ဘူးဖျားကြောင်းဆိုတာကျန်းစာဖတ်မယ်ဖျားကိုကိုယ်မယ်ဒါပဲကောင်းဖတ်လဲနော်ဖျားကြောင်းမှာပိုက်ဆံဇာဖို့ဟောပဲခွင့်မရှိဘူးနံပါတ်1နံပါတ်2မှာရောင်းတာဝယ်တာမလို့ကြဘူးကောင်းမထနော်ဖျားကြောင်းမှာရောင်းတာဝယ်တာမလို့ကြဘူးcompany မဟုတ်ဘူးဖာပဲမအိမ်မဟုတ်ဘူးနန်တွန်းမဟုတ်ဘူးအကျက်ဆိုင်မဟုတ်ဘူးဘင်းဆိုင်မဟုတ်ဘူးကွန်းကြဆိုင်မဟုတ်ဘူးရောင်းလို့မရဘူးဘာမှဝယ်လို့မရဘူးဖျားကြောင်းမှာကောင်းမထကျန်းစာကြိုက်ပြီးတော့ငါကြွေဟော့ပြီငါချမ်းသာပြီဆိုပြီးတော့ခုံတဲ့လူတွေဟောတဲ့လူတွေကောင်းနားလဲအောင်ကောင်းနားထောင်ခင်များကမတောင်းဘဲနဲ့မကောက်ဘဲနဲ့တကယ်ချမ်းသာလားသူများအမှန်ကန်ကြည်ယူတင်လို့ပြီးလို့ခင်မချမ်းသာတာကောင်းပါတယ်ကျွန်တော်အားရတယ်ဒါပေမဲ့ရဖို့ဟောပြီးတဲ့နောက်ပိုင်းမှာအာနာစီတရာနဲ့အလူငွေကောက်တာအဲ့ဒါဓမြလို့ခေါ်တယ်မထားရှမတက်ခန်းတဲ့ခန်းငယ်စစ်ကနေဆက်တဲ့ဖတ်စလိုက် The God say I give the power the free you cannot sell you cannot buy he say ငါပြီးထားတဲ့တကူကအလကားနဲ့ငါပြေးတာရောင်းလို့မရဘူးဝယ်လို့မရဘူးယေရှုပြောတာရှမတက်ခန်းတဲ့ခန်းငယ်30ကနေဆက်တဲ့ကောင်းဖတ်နော် Matthew chapter 10 verse 8 to 11ခင်ဗျလူအပ်တာသူများပြီးသူအချိန်တန်လို့ရှင်သူများပြေးလိုက်မယ်ဆောင်းပါမဆောင်းပဲနဲ့အာနာစီတနာပြီးအောင်ဟောပြီးတော့ကောက်ပလိုက်တာအဲ့ဒါဓမြကြီးစားလို့ခေါ်တယ်မထားငါကြွေဟိုငါချမ်းသာငါအင်းရှိတယ်ငါကားရှိတယ်ငါဟိုတယ်ရှိတယ်ငါမဆွေရှိမယ်ငါဒေါ်လာရှိတယ်အလကဓမြခင်ဗျမတောင်းပဲနဲ့တကယ်စားရတာကျွန်တော်နာမည်ဒီကနေ့ဘယ်သူမှမဖော်ပြပါဘူးလူငယ်တွေနားလည်းငါပြောမယ်ခင်ဗျမတောင်းပဲနဲ့မလိမ်ပဲနဲ့တကယ်ချမ်းသာလားခင်ဗျအိမ်တခါကိုခောက်ပြီးတော့သူမြလာပြီးတော့တကယ်ပြေးတာဖုန်းဆက်ပြီးတော့ငါအိမ်ငါချန်ခင်ဗျပိုင်ပါငါကောက်ကိုခင်ဗျပိုင်ပါငါပတ်ဆိုင်ခင်ဗျလက်ထဲမှာတုံးလက်ခံပြီးပါဆိုပြီးတော့လူရဲ့ခင်ဗျတကယ်ဖုန်းဆက်တယ်လားဒါဆိုလို့အမှန်ကန်ကြွေလို့ခေါ်တယ်ရဖို့ဟောတယ်နိဆန်ကြည့်ပါညောက်စိတ်ကျဲပါဆိုပြီးတော့အတကုံဟောပြီးတော့ကောက်တာအဲ့ဒါဓမြခွေးလို့ခေါ်တယ်နိကောခန်းကြီးဆက်တဲ့ခန်းငယ်စနစ်ကနေဆင်ငါဖတ်ကြလိုက်တီတူစ်ခန်းကြီးတစ်ခန်းငယ်ဆက်တဲ့ကနေဆလီဖတ်ကြလိုက်ပတ်စံရဖို့ဟောတယ်လူကခွေးနဲ့တူတယ်လက်ဒငါဒုံးဒီငါပင်းဒီလို့ခေါ်တယ်ဒါမျိုးလူတွေတားစီပါလို့ခေါ်တယ်ကောင်းဖတ်နော်ဖျားကြောင်မှာအလူငွေထဲ့ဖို့အလူငွေရဖို့တကောင်ဟောတယ်လူတွေကဓမြကြီးစားခင်မလေဘဲတို့ဖြက်ပြီးတော့ခင်မသွေးတောက်တောက်ပလိုက်တာဒါနဲ့တူတယ်မှတ်ထားလိုက်ဒါမျိုးလူတွေကဘယ်တော့မှသူတို့သားသမီးတွေလူကောင်းလူကြည်လူမှန်ဖြစ်မှာမဟုတ်ဘူးဟောစီခန်းကြီးလေးခန်းငယ်လေးကနေဆက်တစ်ဖတ်ကြလိုက်ကောင်းဖတ်ကြလိုက်Ezekiel ခန်းကြီးကခန်းငယ်9ကနေဆက်ခွန်ဖတ်ကြလိုက်မမဆလို့စနော်တိစားကြည့်မယ်တကယ်ရေးကြည့်လို့ပါကျွန်တော်တားစစ်နာတယ်ပြီးသူလူထုကျန်းစာကြိုက်ပြလို့လိန်ကြတယ်ကျွန်တော်တားစစ်နာတယ်
에스겔 칸쟁아 강에 구간에 세컨 파질라 내가 배아정우 멀리 사배네 내가 띠 김여로 찌들로 님의 소리신 김여따 김여 변따매 김여 고라 김여따 오따매 뼈수루라 김여로 미다수 저노 따삐매 뼈수루라 띠소 띠카매 다비 ቋン팟 에로 따게 따다 베나마레 에스겔 칸제구 강에 리간에 세대 파질라 피하다게나 담만도 카이피로 에 아텐도 루지리 prophet aturi sia aturi bishop aturi pastor aturi evangelist aturi gospel aturi kolong tapida palai Ezekiel chapter 9 verse 4 to 11 God killed ကျွန်တော်ပြောတာမဟုတ်ကျမ်းစာပြောတာကောင်းကောင်းဖတ်တကယ်လူအမြင်မှာကြီးစားတွေဖျက်တကယ်နာတမန်တော်ခိုက်ပြတော့တတ်ခိုက်တာတီးဆိုတီးမယ်ဒါပဲကိုဗစ်နဲ့တီးမယ် accident နဲ့တီးမယ်လီဖက်နဲ့တီးမယ်ကင်ဆာနဲ့တီးမယ်သူမြတ်တပ်ပြတော့တီးမယ်တရားဟောတဲ့ချိန်မှာလူတရားကလက်မခါလို့လာတတ်တာဒါကောင်းတယ်အပီမာဓမြက်ဒီအလာတတ်တာအဲ့ဒါဖျားတကယ်ခိုင်လို့တတ်တာခင်ဗျအိမ်မီးစုပလိုက်ခန္ဓာအဲ့ဒါလည်းဖျားတကယ်နဲ့မီးစုတာပဲကောင်းကောင်းမထားခင်ဗျအိမ်ထဲမှာအမှန်ကန်အသက်မရှိလို့ဖျားတကယ်နဲ့မုံလို့ဆုခိုင်းတာမထားကပောက်ချင်ခန်းစစ်စကူခန်းငယ်စနစ်ကနေစကူဖတ်ချလိုက်အကုန်လုံးမီးစုပလိုက်တာအိမ်ထဲမှာတို့ကလီးတုံးတယ်ဆုပ်ဖို့တုံးတယ်အကျဲစောင်းတယ်ဘင်းစောင်းတယ်အကျဲခွေတယ်ဘင်းခွေတယ်ကန်စာခွေတယ်ကွင်းစာစောင်းတယ်ကွင်းစာခွေတယ်မတားရှိဘူးဒါမျိုးပိုက်ဆံတွေဖျားကြောင်းမှာလက်ခံနေတော့ပဲဒါမျိုးအိမ်တွေအကုန်လုံးမီးစုခံတယ်ကျန်းစာပြောတာမထားကျွန်တော်ပြောတာမို့ကျွန်တော်ကျန်းစာပြောတာအဲ့ဒါစီလူကခါချင်း24ခန်းငယ် no စီလူကခါချင်းsecondခန်းငယ်24ကနေ3 second မှာယေရှုဖျားပြန်ပြောတယ်နင်တို့ကဆိုရမဂုံမရပုံစံအသက်ရှင်လို့ရှင်ဒီပုံစံနဲ့နေတော့ပေါ်မှာကျွန်တော်ပြန်လို့မယ်ပြောဆိုတော့ခင်ဗျားတို့အိမ်ပြန်စုမယ်ကပောက်ကျန်6နော်တို့ခေတုံကပုံစံအသက်ရှင်လို့ရှင်သူတို့ပုံစံနဲ့ပြန်တတ်မယ်ရီနဲ့လည်းပြန်တတ်မယ်မီးနဲ့လည်းပြန်တတ်မယ်ပြောဆိုလို့တာမထားနော်ရှင်လုကာခန်းစခွန်ခန်းငယ်နဲ့ဆက်လိကနေ3ဆက်ခွန်ဖတ်ချလာယေရှုပြောတာနောက်ကျတော့ရှင်ဘောလူပြန်ပြောတယ်တိကောခန်းကြီးတစ်ဆက်ခန်းငယ်4ကနေဆက်တိဖတ်ချလာထွမြောက်ကျက်မှာတိုးလျာကျက်မှာဣဆယ်လူမျိုးလေဗီလူမျိုးဂျူဒလူမျိုးတွေနှစ်ပေါင်း40ထမင်းအလကားနဲ့ကျွေးတာအလို့မလို့ခိုင်းဘူးဇောကမပြီးဘူးအကျွေးလည်းမရှိဘူးအလကားနဲ့ထမင်းကျွေးတာနှစ်ပေါင်း40ဒါပြီးမဲ့ဒါမျိုးလူတွေကဇုတ်တုကိုကွယ်တယ်ဇုတ်တုထွန်းတယ်အရက်ဆက်တယ်အရက်တောက်တယ်လီးတော်တယ်ဆုပ်ဖို့တော်တယ်ပြန်လူးတယ်ဒါမျိုးလူတွေဖျက်တဲ့ကနဲ့ပြန်တတ်တယ်မွေဆိုးကိုက်ခိုက်တယ်ဇောကာဆိုးပြေးတယ်ဂုံးကတမန်နဲ့ခိုက်ပြတော့တတ်ခိုက်တယ်ဒါမျိုးလူပုံစံအသက်ရှင်တဲ့လူဇုတ်တုကိုကွယ်တဲ့လူဆုပ်ဖို့တော်တဲ့လူလီးတော်တဲ့လူမင်္ဂလာမဆုံးခဲလူးတဲ့လူနော်ပြောဆူလူတာအရက်တောက်တဲ့လူဝိုင်တဲ့လူရောင်းတဲ့လူမတားရှိတဲ့လူဘင်းရောင်းတဲ့လူမတားရှိတဲ့လူနံပါတ်4ရောင်းတဲ့လူမတားရှိတဲ့လူဝိုင်တဲ့လူဒါမျိုးလူတဲ့ကုံကုန်းလို့ကျွန်တော်ပြန်တတ်နေ First Corinthians chapter 10 verse 4 to 11တေကောခန်းကြီးခန်းတဲ့ဆက်ခန်းငယ်၄ကနေဆက်တဲ့ဖတ်ချလိုက်ယေရှုဖျားရှင်ပေါလုပြန်ပြောက်ခိုင်းတယ်ကောင်းကောင်းဖတ်ကျမ်းစာထွမြောက်ကျန်ခန်းကြီး30နဲ့ခန်းငယ်1ကနေ35ဖတ်ချလိုက်တယ်ဖာရောဘီယန်လက်ထက်ကနေဣဆယ်လူမျိုးတွေယူဒလူမျိုးတွေလေဗီလူမျိုးတွေလွတ်မြောက်တယ်မန္တလေးထွမြောက်ကျခန်းကြီး16မှာနှစ်ပေါင်း40စာကျွေးတယ်အကျွေးလည်းမရှိဘူးယောဂလည်းမရှိဘူးဒါပေမဲ့ထွမြောက်ကျခန်းကြီး30နဲ့ခန်းငယ်တစ်ကနေ35မှာဘာပြန်ဖြစ်တာလဲဇုတ်တုသူတို့ကိုကွယ်တယ်အချင်းချင်းပြန်လို့ပလိုက်တယ်အရက်ချက်တယ်တောက်တယ်ဖဖရမောဆက်စမှာဟဲကောင်တော့တပ်ပလိုက်ဆိုပြီးတော့ချင်းချင်းပြန်တပ်ပလိုက်တာခင်ဗျာဘယ်လိုပဲလုံးမြပဲစီအဲ့ဒါကြီးကြီးတော့ခေါ်တယ်
gong kem to ti bao gong kem to phu hui ma hui lup miêu da ne gong kem to bao zo ka su ka ne lup miêu da de da ji ju ro be ji ju ro khem miêu ne ne li akhon pi lo khem ya jam ma la no gong kem to ti bao gong ma tha ba born again phit bi dương chi tu phit bi khem ya gong kem to ti bao da ne ba ma sai bao da ji ju ro khem ya ne ne ba ba khan sa ra be si ti le gong kem ta ke to sin de su lo sin khem ya ma ti ma sin tu jun da jun ba tu mong da mong ba a piet tu we ku kwe ba tu sa ka be na thong ba da a piet le ta ke ta khem ya song chi de ta ke ta tu khem ya kong kong na lai be su lo sin tu pyo ra tu lu ro da te sin phu su ra ba ma khe khe ra ma siu ma tha la jan sa sing pi lai su tong lai khem ya du kuမြင်းမြတ်တုံးလိုက်ခင်မမရှိနဲ့ဒီကျန်းစာမြင်းမြတ်ဖတ်လိုက်ဒါဆိုတော့ခင်မအပစ်လို့ဖို့အချိန်လည်းမရှိဘူးမထားအပစ်မှာဖျက်တဲ့ကန်တကယ်ခင်မစကားမပြောဆိုလို့အပစ်မတော်နဲ့အလကားပဲခင်မပတ်စံခူးရှင်လို့သူမျိုးလင်ရှင်လို့တော်တာပဲဖျက်တဲ့ကန်ခင်မတကယ်ခိုင်းတယ်လားစီလုကခါချင်း24ခိုင်းငယ်49မှာငါခိုင်းမှတွားငါပြီးမှခင်မလက်ထဲကနေခင်မနှုတ်ကနေခင်မမရှိကနေခင်မနာကနေတကယ် prophecy တကူရှိမှတွားပါငါပြီးတဲ့အချိန်မှခင်မဲတော့ပါခင်မဲကိုဘာပြေးတာလဲတမတော်ခန်းကြီးတစ်ခိုင်းငယ်၄ကနေရှစ်ခင်မဲမှာဘာတကူရှိလဲတကူရှိမှတော့ပါငါခိုင်းမှတော့ပါခင်မဲကိုဖြစ်တဲ့တကယ်ခိုင်းပြီလားကောင်းကောင်းကျန်းစာဖတ်ဘာမှတန်မကျဲပဲနဲ့ဘာတကူမှမရှိပဲနဲ့ကျန်းစာကြိုက်ပြီးတော့အလူငွေတော့ကောက်ကျတယ်တော့တောင်းကျတယ်အဲ့ဓမြတ်ကြီးစားလို့ခေါ်တယ် Acts chapter 1 verse 4 to 8 Luke chapter 24, verse 49. God say, waiting for my power and healing, the prophecy. If you don't have the power and prophecy, you don't do anything. You don't say anything. You don't do anything. You cannot go gospel. Jan sa phat ba khui sia ri. Jan sa kai pi ru da mya tai sia ri ကျွန်တော်ပြောတာနော်ကျန်းစာကိုက်ပြီးတော့နာဘူးเสียတယ်ကျန်းစာကိုက်ပြီးတော့အရက်တောက်တယ်လို့เสียခွေးเสียကျန်းစာကိုက်ပြီးတော့အရက်တောက်ပြာတောက်ခုံကြီးတောက်ခွေးเสียတယ်မင်းတို့အရက်တောက်တယ်ခုံကြီးတောက်တယ်ဝဲတောက်ပြီးဆိုလို့ဆိုခင်ဗျားတို့တင်းသူတင်းတာတဲ့ဘာဖြစ်တော့မှာဖာတမဖြစ်မှာဖာကောင်းဖြစ်မှာဓာမြဲဖြစ်မှာခွေးပဲဖြစ်မှာပဲမင်းတို့နားရလား都大家看见那塞动看哎，那塞骨干呢，东山啊拍起来，啊热道路没有，歪道路没有，别道路没有，新路个看见那塞的看哎，东山里嘛嘞，把歪热道路没有。मैं बेलो बे कुको बेलो बे पी का अलका बे प्याद के अंत के शीदला किमे नाने जाबिला दामा मो मिशन ने तुबिला दामा मो किमे सु तोना प्याद के अंत के ठुबिला सु तोना प्याद के ठु दे सुदा अचुए बेलो बे मेमिया सु तोंग पलाई दी अचुए दी नि दी ला दी जे मा तके दी अचुए का ने लुम्यो बि जनो किमे तके जोंगे तखा तले लु मिसान चेबा दामा मो प्याद के किमे तके सका प्यो बिला bao ko piara la man take a phi take man bila era atan che de sura ku tatti si si ne atasin nai phu take aman kan te ti jam chono sa chono pyo re phe take na chono saka pyo sura aku chono di saka chono pyo phu chono su tong ne phe take na chono yu pa yung pi re vision pi re chono pyo jai phu chono pyo nai phu chono pyo tat phu no ero da chom chono pyo je la da chom chonoပြောနိုင်လားဖြတ်တယ်ကျွန်တော်ကာကွယ်မယ်ဖြတ်တယ်ကျွန်တော်စုပြီးမယ်ကျွန်တော်တိလို့ကျွန်တော်ပြောတာပါမှတ်ထားအဲ့တော့ကျ
真啥个拍铺那么的，那么你嘛，你真啥阿弟别刚刚拿来铺，那么懂吗？你真啥表达得信下没，漏下没，拿来下没，刚刚没他，阿公龙拍，前面这里啥呗，多么难呢？别多顾国家嘛嘞，路来嘛顾国白คน些嘞，但是咩，顾国没路啊，然后这顾国的。အထဲမှာဥဆောင်တော့နံပါတ်1ယောက်ကျနံပါတ်2မှာကျန်းစာကောင်းကောင်းနားလည်ရမယ်တကူရှိရမယ်အဲ့ဒါလူတိုင်းမှာကိုယ်ကိုယ်ဥဆောင်ပဲခွင့်မရှိဘူးမင်္ဂလိဆိုတာဥဆောင်ဘယ်တော့မှဖြစ်တဲ့ကမခံဘူးကျန်းစာကောင်းဖလိုက်တစ်မတဲ့ခန်းချတုံခန်းငယ်တစ်ကနေစတုံဥဆောင်တော့ယောက်ျားမင်းမတယောက်ထဲယူရမယ်အိမ်ထောင်ကြီးနဲ့ပတ်သက်ကောင်းကောင်းထင်နိုင်ရမယ်ဒီတူခန်းချစ်ခန်းငယ်ငါးကနေဆဲလီဦးဆောင်သူယောက်ျားဖြစ်ရမယ်သူအိမ်ထောင်သူမိသားစုကောင်းကောင်းထည့်နိုင်ရမယ်တစ်မတဲ့ခန်းချင်ကခန်းငယ်ရှစ်မှာလူတယောက်ကသူ့မိသားစုမကျွေးနိုင်ဘူးမကျွေးရှင်ဘူးဆိုလို့ရှိရင်နတ်ကိုကိုယ်ဒီလူနဲ့စာတာနဲ့တူပြီကောင်းကောင်းမထားတစ်ဇွန်ခန်းချစ်လီခန်းငယ်20မှာလူတယောက်မှာသူမစ်နဲ့တွေ့တဲ့လူကိုသူ့မိသားစုသူ့မောင်နှမကိုမချစ်ဘဲနဲ့ဖျားတကယ်လို့ချစ်တယ်ကိုကိုယ်တယ်ဆိုတာအလကားပဲလူတယ်လူငယ်ပဲစာတာနဲ့တူတယ်မိဘမချစ်ဘူးဖျားကိုကိုယ်တယ်အလကားပဲတာတပြင်းကိုမချစ်ဘူးဖျားကိုကိုယ်တယ်အလကားပဲနေကိုမောင်နှမမချစ်ဘူးဖျားကိုကိုယ်တယ်အလကားပဲရှင်မတခန့်ချင်းကခန်းငယ်20ကနေ24နေကိုမောင်နှမစော်ကားတယ်လို့ဝေဖန်တယ်လို့ငဲပြီးသွားမယ်ဖျားကိုတော့မကိုကွယ်နဲ့အလုံးငယ်မထဲနဲ့ဆယ်ဖို့တဖို့မထဲနဲ့ခွေးကောင်ယေရှုပြောတာဖတ်ရှင်မတခန်းစင်ကခန်းငယ်တစ်ကနေကိုမိဘဝေဖန်နဲ့မိဘပုံကနဲ့မိဘစော်ကားတယ်မိဘကိုဇန်တူလူထားတယ်ဒါမျိုးလူတွေကိုကွယ်တာဘေးကနာဆယ်ဖို့တဖို့လက်မခံဘူးခွေးအခုမိဘအပစ်တော့တန်စခန်းစကိုခန်းငယ်ဆက်စစ်မိဘကခင်မြတ်သားတမင်းကိုမဆုံးမရှုပ်ဘူးအမှန်တရားကိုကောင်းကောင်းမလိုက်ခိုက်ဘူးဆိုလို့ရှိရင်ခင်မြတ်တို့ကခွေးနဲ့တူတယ်စာတန်နဲ့တူတယ်အဖက်စာခန်းကြီး6ခန်းရဲ့တက်ကနေလေမိဘအမှန်ကန်ဆိုလို့ရှိရင်သားတမင်းကိုပုံမှန်ကျန်းစာနဲ့အချိန်ပြီးပြီးတော့တုံးတင်ပါစီမကူခန်းကြီးကိုခန်းငယ်40နှစ်ကနေ50လူတယောက်ကဒီခလေးကိုလမ်းမခိုက်တယ်ဆိုလို့ရှိရင်ဒီလူကငယ်ပြီးတွားမယ်ခလီးကအဒီပြခင်ဗျာမိဘဖြစ်ပြီဆိုလို့ရှိရင်ခင်ဗျခလီးကခင်ဗျထင်ကြမလဲခင်ဗျကိုယ်တိုင်လမ်းပြကြမယ်ခင်ဗျမိဘမှန်ကန်ဆိုလို့ရှိရင်ခင်ဗျနောက်ကိုတာသမီးကလိုက်ရမယ်ကောင်းကောင်းမထနော်အလကန်တော့မကူကွယ်နဲ့ဖျက်တကန်ဇွန်းတယ်တာအောင်ဇွန်းတယ်တော့တန်စက်ခန်းချင်း28ခန်းငယ်ကိုမှာဖျားပြောတဲ့အသက်မရှင်တဲ့လူကိုကွယ်တာဘေးကနာဖျက်တကန်ဇွန်းတယ်လက်မခံဘူးဖြုတ်ရှိမကိုခန်းချခွန်ခန်းငယ်6ကနေ73ဖျားပြောတဲ့အသက်မရှင်ဘဲနဲ့ကိုကွယ်တာဘေးကနာဖျက်တကန်ဇွန်းတယ်ဖြုတ်ရှိမတဲ့ခန်းချစငါခန်းငယ်ခွန်ကနေကိုယေရှုဖျားပြန်ပြောတယ်ငါပြောတဲ့အသက်မရှင်ဘဲနဲ့ခင်မြဲပြောတဲ့အသက်ရှင်တာမင်းတို့ဘေးကနာကိုကွယ်တာဘယ်တော့ပဲပြီးဇွန်းတယ်လက်မခံဘူးဖြုတ်မင်းတို့ဒါဟောဘူးလားကျန်းစာကပြီးတော့ဓမြက်ဆရာကြီးငါချန်တာပြီငါအောင်နေပြီအင်အကျေးစီပြီအိမ်ဘယ်လိုပေါ်ဆန်ကြတာလဲတောင်းလို့လိန်လို့ရတာလေနင်နားလဲလားဒါကြောင့်ယေရှုဖျားပြောတာရှမတက်ခန်းကြီး23ခန်းငယ်23ကနေ25ဖတ်ကြလိုက်你的ခွတ်ဒီအိမ်ဒီကားဒီတောက်အစိမ့်နေတာတုံးတယ်ဒါပေမဲ့ခွတ်ထဲမှာစလုံးထဲမှာရီဒီထမင်းဒီဟင်းဒီကဘယ်ကနေရတာလဲမတန်းရှင်းပါဘူးအဲ့တော့နေတို့ငဲပြီတော့မယ်ရှမတက်ခန်းကြီး23ခန်းငယ်33မှာနေတို့ငဲပြီကနေဘယ်တော့မှလွတ်မှာမဟုတ်ဘူးပြောတယ်ကောင်းဖတ်အကောင်လုံးဖတ်နော်ရှမတက်ခန်းကြီး23ခန်းငယ်23ကနေ33အကောင်လုံးဖတ်နေတို့အိမ်ကရနေကြပုံမှန်ဘူးနေတို့ထမင်းစားတာဘယ်လောက်ပဲဟန်ကောင်ပါစီမမှန်ဘူးဇောကဆူနဲ့တေးမယ်နော်ယေရှုဖက်ပြောတာခင်များထ
ထမင်းဘယ်လိုအကောင်စားစားပါစီခင်မြဲဇာတဲ့ပတ်ဆန်ဇာနေဇာပုံမမှန်ဘူးဆိုလို့ရှင်ငါကျင်ပလိုက်ပြီးတော့ဇောကာစုဝင်ခိုင်းမယ်တီစုတီမငဲပြီးတော့မယ်ရှင်မတက်ခါကျ23ခိုင်းငယ်23ကနေ33ကောင်းကောင်းဖတ် bye